ဘာလို့ကဘာတဝင်းကလူတွေဟာမှန်ကိုကြောက်ကြတာလဲမိတ်ဆွေဒီနေ့ညအခမ်းမီအားလုံးပိတ်ပြီးမှန်ရှိမှာတက်ရောက်တဲ့9မိနစ်လောက်ရက်ကြည့်ရလားကဘာပေါ်ကနိုင်ငံတော်တော်များများမှာမှန်ဆိုတာကိုမျက်နှာကိုကြည့်ဖို့ပဲဖန်တီးထားတဲ့ပစ္စည်းတစ်ခုလို့မမြင်ကြပါဘူးတချို့ကဝิญဉ်တွေဝင်ထမ်းနိုင်တဲ့တကားတချို့ကကံကြမ္မာကိုပြောင်းလဲနိုင်တဲ့အရာတချို့ကျတော့တည်ဆုံးသွားတဲ့လူတွေရဲ့ဝิญဉ်တွေပိတ်မိနိုင်တဲ့နေရာလို့တောင်ယုံကြည်ကြပါတယ်ဒါဆို DAU အစတွေကဘယ်ကစလာတာလဲ Okayမှန်ဆိုတာဒီနေ့ခေတ်မှာတော့နေ့တိုင်းအသုံးပြုနေတဲ့ပစ္စည်းတစ်ခုပါမနဲ့နိုရင်မျက်နှာကြည့်တယ်အပြင်ထွက်ခံနေအဝတ်အစားစစ်တယ်ကားမောင်းရင် rear view mirror ကိုကြည့်တယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကလူတွေကတော့မှန်ကိုဒီလိုမမြင်ခဲ့ကြပါဘူးဝိညာဉ်ကံကြမ္မာနဲ့မမြင်ရတဲ့ကဘာကိုဆက်သွယ်ပေးနိုင်တဲ့အရာလို့ယုံကြည်ခဲ့ကြပါတယ်ဒါဆိုဒီနေ့ကဘာအနှံ့ကအကျော်ကြားဆုံး mirror myth တွေအကြောင်းပြောပြသွားပါမယ်လူတစ်ယောက်တည်ဆုံးရင်ဘာလို့မှန်ကိုအဝတ်နဲ့ဖုံးထားကြတာလဲဥရောပနိုင်ငံတချို့အထူးသဖြင့် Victorian era ဂျူးရဒလေးနဲ့တချို့စလာဗစ်နိုင်ငံတွေမှာလူတစ်ယောက်တည်ဆုံးသွားတာနဲ့အိမ်ထဲကမှအားလုံးကိုချက်ချင်းအဝတ်နဲ့ဖုံးထားကြတယ်။ဒါက decoration အတွက်မဟုတ်ဘူး။သူတို့ယုံကြည်တာကလူတစ်ယောက်တည်ဆုံးပြီးတဲ့နောက်မှာဝိညာဉ်ဟာအိမ်ထဲမှာခဏလောက်ရှိနေသေးတယ်။အဲ့ဒီအချိန်မှန်ကိုမြင်လိုက်ရင်ကိုယ်ပုံရိပ်ကိုတခြားဝိညာဉ်တစ်ယောက်လို့ထင်ပြီးမှန်ထဲမှာပိတ်မိသွားနိုင်တယ်လို့ယုံကြည်ခဲ့ကြတာဖြစ်ပါတယ်။တချို့ကတော့မှန်ဟာဝိညာဉ်လောကနဲ့လူလောကကိုဆက်သွယ်ပေးတဲ့တကားတစ်ချက်လို့ယုံကြည်ခဲ့ကြတယ်။ဒါကြောင့်တည်ဆုံးပြီးတဲ့အိမ်မှာမှန်ကိုမဖုံးထားရင်ဝိညာဉ်ကအိမ်ထဲမှာပဲဆက်ရှိနေမယ်လို့ထင်ခဲ့ကြတာပါဒီတလေးဟာအခုခေတ်တချို့မိသားစုတွေမှာဆက်ရှိနေပါသေးတယ်ဒါပေမဲ့ဝမ်းနဲ့ပူဆွေးနေတဲ့မိသားစုဝင်တွေကိုပုံရိပ်ကိုမှန်ထဲမှာမြင်လိုက်ရင်စိတ်ပူထိခိုက်နေတာကြောင့်အဲ့လိုမှန်ကိုအုပ်ထားတဲ့တလေးဟာဖြစ်လာတယ်လို့တချို့ကယူဆကြပါတယ်မှန်ကွဲရင်9နှစ်ကန်ဆိုးတယ်ဒီစကားကိုမကြားဘူးတဲ့လူရှားပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ရှေးဟောင်းရောမခေတ်ကလေးကစခဲ့တာအဲ့ဒီအချိန်ကလူတွေယုံကြည်တာကမဟာကိုမျက်နှာကိုပဲပြင်ပြတာမဟုတ်ဘူးကိုဝိညာဉ်ကိုပါထင်ဟပ်ပေးတယ်လို့ယုံကြည်ခဲ့ကြပါတယ်ဒါကြောင့်မှန်ကွဲသွားတာဟာဖန်ကွဲတာမဟုတ်ပဲကိုကံကြမ္မာဒါမှမဟုတ်ဝိညာဉ်တိခိုက်သွားတာလို့ယူဆခဲ့ကြတာပါဒါဆို9နှစ်ဆိုတဲ့ကဏ္ဍကဘယ်ကလာတာလဲရောမလူမျိုးတွေကလူဘဝဟာ9နှစ်တစ်ချိန်အသစ်ပြန်ဖြစ်တယ်လို့ယုံကြည်ခဲ့ကြပါတယ်ဒါကြောင့်ဝိညာဉ်တိခိုက်သွားရင်နောက်ထပ်9နှစ်ပြည့်မှပြန်ကောင်းမယ်ဆိုတဲ့အယူအဆကနေမှန်ကွဲရင်9နှစ်ကန်ဆိုးတယ်ဆိုတဲ့စကားပေါ်လာခဲ့တာပါဒီနေ့အထိတော်တော်များများကဒီအယူဆကိုတကယ်ယုံကြည်နေကြဆဲပါပဲ Bloody Mary Myth အနောက်နိုင်ငံတွေမှာစေကျော်သက်တွေကြားအရင်နာမည်ကြီးတဲ့ခြေလမ်းတစ်ခုရှိတယ်။ညတကောင်အခမ်းမီပိတ်ဖြောင်းနိုင်တဲ့တိုင်းတော့မှန်ရှိမှရက်ပြီး Bloody Mary လို့အကြိမ်ပေါင်းများစွာခေါ်ရင်အမျိုးသမီးဝိညာဉ်တွေကပေါ်လာမယ်လို့ယုံကြည်ကြတယ်။ဒီ myth ကို movie တွေစာအုပ်တွေ game တွေကပိုပြီးနာမည်ကြီးအောင်လုပ်ပေးခဲ့တယ်။ဒါပေမဲ့သိပ္ပံပညာအရတော့တခြားရှင်းပြချက်ပေးတယ်။မောင်နေတဲ့အခန်းထဲမှာကိုမျက်နှာကိုမလှုပ်ပဲအချိန်ကြာကြာကြည့်တဲ့အခါအုံနောက်ကမျက်နှာအသေးစိတ်ကိုမှားယွင်းပြီးစတင်ဖော်ထုတ်တတ်တယ်။အဲဒါကြောင့်ကိုမျက်နှာကိုယ်တောင်တခြားလူကိုပုံပြတ်တယ်လို့ဒါမှမဟုတ်ထူးဆန်းတဲ့မျက်နှာတစ်ခုလုံးမြင်လာနိုင်တယ်။ Psychology မှာဒီဖြစ်စဉ်ကို Trousler effect လို့ခေါ်ကြတယ်။ဆိုလိုတာကတချို့ myth တွေရဲ့နောက်ကွယ်မှာဒီစိတ်ပညာကလည်းအရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်နေတယ်။တရုတ်နိုင်ငံမှာဘာလို့မှန်ထားတဲ့နေရာကိုအရန်ဂရုစိုက်ကြတာလဲ။တရုတ်ရိုးရာဖုန်းရွှေမှာမှန်ဟန်အလားကြီးဖို့ပစ္စည်းတစ်ခုပဲမဟုတ်ပါဘူး။ energy ကိုဆွဲယူနိုင်တယ်ပြန်လှန်နိုင်တယ်လမ်းကြောင်းပြောင်းနိုင်တယ်လို့ယုံကြည်ကြတယ်ဥပမာအဲ့ရာကိုမှန်တဲ့တိုက်ရိုက်မျက်နှာချင်းဆိုင်မထားသင့်ဘူးဘာကြောင့်လဲသူတို့ယုံကြည်တာကလူတစ်ယောက်ကအိပ်ပျော်နေတဲ့အချိန်ခန္ဓာကိုယ်ကအနားယူနေတာမဟုတ်ဘူးစွမ်းအင်ကိုပြန်လည်စုဆောင်းနေတာအဲ့ဒီအချိန်မှန်ကစွမ်းအင်ကိုဆုပ်ယူပြီးအိပ်မပျော်တာအိမ်မက်ဆူမတ်တာစိတ်ဖိစီးတာတွေဖြစ်စေနိုင်တယ်လို့ယူဆကြတယ်တချို့အိမ်တွေမှာဆိုညအိပ်တဲ့အချိန်မှန်ကိုအဝတ်နဲ့ဖုံးထားတဲ့အထိရှိတယ်ဒါကြောင့်အိယာဘော်ကနေရုတ်တရက်နိုးလာတဲ့အချိန်ကို reflection ကိုမြင်လိုက်ရရင်လန့်သွားနိုင်တာကြောင့်တချို့ကမှန်ကိုအိယာနဲ့မျက်နှာချင်းဆိုင်မထားသင့်ဘူးလို့ပြောကြပါတယ်ဂျပန်မှာမှန်ကဘာကြောင့်မြင့်မြတ်တာလဲဂျပန်ရိုးရာရှင်ထုတ်ဘာသာမှာမှန်ဟာအရင်မြင့်မြတ်တဲ့ပစ္စည်းတစ်ခုဂျပန်ဘရင်နံတော်ရဲ့မြင့်မြတ်တဲ့ပစ္စည်း၃ခုထဲမှာယာတာနိုခါကာမီလို့ခေါ်တဲ့မှန်တစ်ချက်ပါဝင်တယ်ဒီမှန်ဟာအမတ်တရားလူသားမှုနဲ့ကိုယ့်ကိုယ်ပြန်သုံးသပ်ခြင်းကိုကိုးစားပြုရလို့ယုံကြည်ကြတယ်ဒါပေမဲ့တချို့ဂျပန်ဒေသခံအယူအဆတွေမှာတော့ညတကောင်မှန်ရှင်းမှာစပင်မဖြီးသင့်ဘူးအကြာကြီးမကြည့်သင့်ဘူးလို့ပြောကြသေးတယ်။ဘာကြောင့်လဲ။မှောင်တဲ့အချိန်အုံနောက်ကအရေးတွေမျက်နှာပုံစံတွေကိုမှားယွင်းဖော်ထုတ်နိုင်လို့ကြောက်စိတ်ကိုပိုဖြစ်စေတယ်လို့ယုံကြည်ခဲ့ကြတယ်။မှန်ကတကယ်ဖော်တယ်တစ်ခုလား။ horror movie တွေထဲမှာအငြင်းတွေ့ရတဲ့ scenes တစ်ခုရှိတယ်။လူတစ်ယောက်မှန်ကိုကြည့်နေတယ်။ရုပ်တရက် reflection ကသူ့လောက်တာနဲ့မတူတော့ဘူး။ဒါမှမဟုတ်နောက်မှတခြားလူတစ်ယောက်ပေါ်လာတယ်ဒီလို scenes တွေကြောင့်လူတော်များများကမှန်ဟာတခြား dimension ကိုဆက်သွယ်ပေးတဲ့ portal လို့ယုံကြည်လာကြတယ်ဒါဆိုလူတွေကမှန်ကိုဘာလို့ကြောက်ကြတာလဲစိတ်ပညာရှင်တွေကတော့အကြောင်းရင်းနှစ်ခုရှိတယ်လို့ပြောကြပါတယ်ပထမတစ်ခုကလူအုံနောက်ဟာမျက်နှာတွေကိုအရင် sensitive ဖြစ်တယ်။မှောင်နေတဲ့နေရာမှာ reflection ကိုအကြာကြီးကြည့်နေရင်အုံနောက်ကမရှိတဲ့ pattern တွေကိုဖန်တီးလာတတ်တယ်။ဒါကြောင့်ကိုမျက်နှာကိုယ်တောင်တခြားလူလိုပုံပြတ်တယ်လို့မြင်လာနိုင်ပါတယ်။
တိယအချက်ကတော့လူသားတွေဟာကိုယ့် reflection ကိုအခြားဘယ်သက်တဝါထက်မဆိုပိုပြီးသတိထားကြတယ်။အဲ့ဒီခံစားချက်ကိုလူတွေကတခုခုရှိနေတယ်လို့ပဲလို့ထင်တတ်ကြတာပါ။ဒါဆိုမှန်ဆိုတာဖန်ပြတစ်ချက်ပဲလား။သိပ္ပံပညာကတော့ဒီ myth တွေကိုခိုင်မာတဲ့အထောက်အထားမရှိဘူးလို့ပြောပါတယ်။ဒါပေမဲ့ထူးဆန်းတာကတစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်မရှိခဲ့တဲ့ယဉ်ကျေးမှုတွေကတော့မှန်ကိုဝိညာဉ်ကံကြမ္မာနဲ့မမြင်ရတဲ့ကဘာနဲ့ဆက်ဆက်ပြီးတူညီတဲ့အယူအဆတွေယုံကြည်ခဲ့ကြတာတွေတိုက်ဆိုင်မှုပဲလားဒါမှမဟုတ်သူတို့သိခဲ့ပြီးကျွန်တော်တို့မသိသေးတဲ့အရာတခုရှိနေတာလားမိတ်ဆွေတို့ရောဘယ်လိုမြင်မိပါသလဲ comment ထဲမှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်